မင်္ဂလာပါငယ်တယ်နော်ဒီနေ့ကတော့ကျွန်တော်တို့ပါလဲဆိုရင်တော့ကောလာဂျင်တောက်ပြပါတယ်ဒီနေ့အသက်ပစ္စည်းအသက်တောက်ပြမှာပြပါတယ်ကောလာဂျင်ပေါ့နော်ကျွန်တော်ပစ္စည်းအသက်မဟုတ်ဘူးဟုတ်တာကြာပြီကျွန်တော်ကဂျင်စင်းမီကိုပေါ်ကြီးပဲတောက်နေတယ်တောက်ပြနေပေါ့နော်ခုကတောက်မှာပြပါတယ်ကောလာဂျင်တောက်မှာပြပါတယ်ကိုချစ်တတ်ဖို့လိုတယ်နော်တခြားတရားကိုပဲချစ်နေမယ်ဆိုရင်ကိုချစ်ဖို့လဲမိတ်သွားတဲ့ချိန်လဲရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုချစ်တတ်ပြီးဆိုရင်ကိုချစ်တတ်ဖို့လုပ်ပြီးဆိုရင်အဲ့ကြောင့်ကိုလှအောင်နေရမယ်ကိုချစ်နော်ကိုချစ်ဖို့မမိတ်နဲ့လို့ပြောချင်ပါတယ်ဒီနေ့ကတော့ကောလာဂျင်တောက်မှာဖြစ်ပါတယ်ဒီမှာပေါ့နော်ကောလာဂျင်ကပါမလဲဆိုရင်ကော်ဖီပါမယ်ဂျင်စင်းမီကော်ဖီပါမယ်ဂျင်စင်းပါမယ်ပြီးတော့ပါလဲကောလာဂျင်ပါမယ်ပြီးတော့ပဲနိုးဝါပါမယ်အဲ့ဒါကြောင့်ကျွန်တော်တို့တောက်ပြတာနဲ့နတ်စာအတွက်ကျွန်တော်တို့တစ်ဖက်ရတစ်ဖက်တောက်မယ်အစားချူစိတ်တောက်မယ်အစားကျွန်တော်တို့ကျမ်းမာရေးနဲ့ညီညွတ်စေမဲ့ကော်ဖီကိုတောက်ပေးပါလို့ပြောချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုလှဖို့ဆိုရင်ကိုတီထပ်ပိုလှအောင်နေကွာနော်ကိုပိုချစ်ပါနော်အဲ့ဒါကြောင့်ဒီကောလာဂျင်ကိုတောက်လိုက်မှာဖြစ်ပါတယ်ကိုလည်းချစ်ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ခဏမှားတယ်ဗောနော်ဒါကြောင့်ကြော်လာတသိပေးတာပါတချို့လူတွေဆိုရင်တော့ကိုယ်ချစ်တတ်ဖို့ချစ်ဖို့မေ့နေကြတယ်ရှိတယ်လူလည်းရှိတယ်ဒါကြောင့်ခုနောက်ပိုင်းကိုယ်ချစ်တတ်ပြီးနောက်ပိုင်းတော့ကိုလှအောင်ပဲနေတော့မယ်နော်စလာပါကဲအထက်ကလာမိုးကြီးတယ်နားလာမိုးကြီးလိုက်တာကွာကဲတူတောက်ပလိုက်ပါအောင်မယ်ကောလာဂျင်နေနဲ့ဒီမှာပါနော်ဒါထောက်တယ်သူကဒီမှာတထောက်ပေါ့နော်ထောက်ကြည့်ရဘယ်နှထောက်ပါလဲဆိုရင်ဘယ်နှခွက်လောက်ပါမယ်ဆိုရင်18ခွက်လောက်ပါမယ်ဒါ18ခွက်လောက်ပါမှာပေါ့နော်သူက18ခွက်လောက်ပါမယ်အရသာလည်းကောင်းတယ်ပြီးတော့ကောလာဂျင်ပါမယ်ဆိုရင်ကိုတားရည်ထိန်တိုင်းနဲ့အသားရည်ထိန်တိုင်းပေးတာပေါ့နော်ကိုအသက်ကြီးလာပြီးတော့အသားရည်တို့တာတွေမဖြစ်ရအောင်အဲ့ဒါကိုထိန်တိုင်းပေးတယ်ဒါကြောင့်ကိုချစ်ဖို့လိုတယ်သူကတထောက်ပလောက်လဲဆိုရင်တော့ထိုင်းပတ်ပေါ့နော်283ပဲကြာတယ်ပေါ့နော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်တောင်းကြော်လောက်ပေါ့ဖြစ်မယ်အဲ့ဒါကြောင့်ကိုချစ်ဖို့လိုတယ်တောင်းလိုက်ပါဦးမယ်ကဲကျွန်တော်ခုပြောင်းတောက်တော့မှာပေါ့နော်ခုနောက်ပိုင်းကောလာဂျင်ပဲတောက်တော့မယ်တို့ကိုလှရအောင်ပေါ့နော်ပိုလှဒီထက်ပိုလှရအောင်ဒီထက်ပိုလှရအောင်အဲဒါကြောင့်ဒီကောလာဂျင်ကိုပဲတောက်တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်တန်းကိုစားတယ်